ခုတစ်ပိုင်းလေးမှာတော့မိသားစုတွေစကားပြောနေရင်ရုပ်တရက်ဟက်ကဘရိတ်အုပ်လိုက်ပြီးတော့ကားရင်စီမှုကိုပြင်ဆင်လိုက်ပါတယ်။အဲ့မှာလည်းကားတွေအများကြီးအတွက်လူရှင်းတဲ့နေရာနဲ့တွားဖို့တို့ရဆောက်ပြလိုက်ကြတယ်။သူတို့ဟာကင်းကိုပြသွားပြီးတော့သူမရှိတဲ့လမ်းမတစ်ခုကိုရောက်သွားချိန်မှာရေဒီယိုကနေတက်ခိုက်ခံရတဲ့ပြည်နယ်အကြောင်းဆက်တိုက်ထုတ်လွှင့်နေပါတယ်။လိုင်းတွေဟာအွန်လိုင်းကနေအကြောင်းဝယ်ဖြစ်တွေကိုမြင်လိုက်ရတယ်လေ။နိုင်နေကြရကားမောပြီးတဲ့နောက်မှာတော့လိုင်းအလန့်ကတူကားတဲ့နေပြီးတော့ခြားကားသူတွေကိုလက်ရှင်းမဲ့ဆိုပြီးတော့ပြောပြီးတော့ခဏရက်လိုက်ပါတယ်။ဒါပေမဲ့ရုပ်တရက်တော်တော်လေးကနေတမင်ချွတ်ထွက်လာပြီးပန်းကိုပြည့်ရက်လိုက်တာကြောင့်သူတို့ရှောင်ဖို့ကြိုးစားရင်လမ်းမရောက်ပါဘူးလေ။ဘာကတောင်းတော့မှုကိုလေဆင်းသွားပြီးတော့ဖောက်ဝဲလဲသွားတဲ့အတွက်လိုင်းတွေဟာထဲမှာပိတ်သွားပါတယ်။လိုင်းကကုညီမှုသားလေးပါတယ်ဒါပေမဲ့တကားကဘယ်တော့မှဆွလို့မရဖြစ်နေတယ်။ပြီးတော့ကလိုင်း6လောက်ကလည်းညနေရတော့ကြောင့်ကယ်လီက911ကိုဖုန်းဆက်မယ်လို့ကြိုးစားပြီးတော့လည်းဖုန်းကန်လို့မရှိခဲ့ဘူး။ကားတကားကိုခရီးရတူနဲ့ဆွဲပေးမယ်နဲ့ဘယ်တော့မှမရခဲ့ဘူး။ဒီလိုလက်ခံပြီးကလိုင်းကသူ့ရဲ့တနက်တွေကိုယူပေးဖို့တောင်းဆိုလိုက်ပါတယ်။တနက်ဝင်ရတော့သူ့ကိုထားခဲ့ပြီးကျင်းနေသူတွေကိုတွားခိုင်းဖို့ပြောလိုက်ပါတယ်။ကလည်းကျုံ့ဆောင်နေပြီးကုညီမယ်လို့ပြန်ပြောပြီးတော့ပြန်လာခဲ့ပါတယ်။ဒီမှာခွေးလေးရတော့အောင်နေခဲ့ပါတယ်။အဲဒါသူ့ကမွေးထောင်နေအောင်မြင်နေခဲ့ပါတယ်။တမန်ထွက်နေလို့တတိပေးကြောက်တီးသွားပြီးတော့သူ့ပဲအင်ဂျင်မင်းတို့နဲ့ပြောလိုက်ပါတယ်။ကံကောင်းတာနဲ့ဘတ်စကောင်ကကားပလေးကိုဝင်တိုက်ပြီးလေ။ဝီလီကတောင်းပြီးတော့ပုံပြီးရှူရှူအောင်ဟောင်းလိုက်ပါတယ်။ဘတ်စတီများပြလောင်ဆွဆောင်လိုက်ပါတယ်။အော်နင်းတဲ့အောင်ကလန်းတယောက်ကြားလိုက်ရပြီးမိသားစုတွေခင်တင်ဖို့အတွက်မတရက်တအောင်ဖြစ်လိုက်ပါတယ်။ဘတ်စတီကဒီနောက်ဝမ်းပြီးချက်ချင်းတက်ကြလိုက်ပြီလေ။ဟာကာခွေးလေးကိုဘယ်လောက်ပဲတောင်းနေပါခွေးလေးကမအောင်မဲမနေနိုင်ပါဘူး။ဟာကသူတမီတောင်းမနေတဲ့ချာနေခွေးလေးကိုပြင်လို့မော်ထုတ်လိုက်ပါတယ်ခွေးလေးကလည်းဘက်တည်းစာပြောပြီးလေနိုင်နေကြတော့မိသားစုရဲ့ကားမှာရှိနေတယ်လေအဲ့ဒီနေရာမှာသိစိတ်သွားပြီမဲ့ bus ချိုးကတော့ရှိနေသေးတာကြောင့်အားလုံးကကားဆက်နှုတ်ကိုကြောက်နေကြပါတယ်ဒါပေမဲ့သူတို့ဒီနေရာမှာပဲအမြဲနေလို့မရဘူးလေဒါကြောင့်ဟက်ကသတိထားပြီးကားပေါ်ကဆင်းလိုက်ပြီးတော့အခြေအနေကိုသွားကြည့်လိုက်ပါတယ်အဲ့ဒီချိန်မှာလမ်းကပန်းနိုင်ရင်ချထလာပြီးတော့ရှူစဲကိုရှူဖို့ခဏလေးပဲရှူစဲယူလိုက်တဲ့အချိန်မှာပဲ bus ကောင်ကကားပေါ်ကိုရောက်လာပြီလေဟက်ကလည်းအစားကလွတ်တော့ပါတဲ့ကိရိယာကိုဖြည်းဖြည်းချင်းကောက်လိုက်ပြီးတော့အရှိကိုလှမ်းပြလိုက်ပါတယ်အဲ့တော့မှ bus တကောင်နဲ့သူတို့ကိုသတိမထားမိပဲနဲ့အတန်တော့ကိုလိုက်သွားပါပြီ bus ပြန်သွားတော့ဟက်ကကားစီကိုပြန်လာပြီးတော့အဲ့ဒီသတော်ဝါတွေကအတန်ကိုနားထောင်ပြီးလိုက်ကြတဲ့အကြောင်းနဲ့သူတို့ကမျက်စိမမြင်ဘူးဆိုပြီးတော့လက်တင်ဂီတာနဲ့ရှင်းပြလိုက်ပါတယ်မိသားစုဝင်တွေအားလုံးကလျှက်စစ်ပစ္စည်းတွေအားလုံးပိတ်ပြီးတော့လက်တင်ဂီတာနဲ့ပဲစကားပြောဖို့သဘောတူလိုက်ကြပြီလေပြီးတော့ဟက်ကလမ်းကိုမိချက်တောင်းလိုက်ပါတယ်သူ့အမေဆက်လိုက်တော့ထားတာကိုတိသွားတဲ့ကယ်လီကတော့အော်သွားပြီလေကျမလေးကြောင့်မတော်ဖို့ပြောခဲ့တာမဟုတ်လားဟက်ကတော့လမ်းရဲ့ကားစီကိုသွားပြီးတော့အလောင်းကိုနှုတ်ဆက်လိုက်ပြီးကားကိုမိရှုလိုက်ပါတယ်အဲ့ဒီချိန် bus ကချက်ချင်းပဲမီးလောင်နေတဲ့ကားကိုဝိုင်းလိုက်ကြပြီလေကားပေါက်သွားတော့သူတို့လည်းတင်သွားကြပါတယ်ကိုချောက်ကိုသုံးနဲ့ပဲဆက်သွားဖို့ဆုံးဖြတ်လိုက်ကြပါပြီအကြိုင်းလမ်းရှောင်းနေရတာကြောင့်လမ်းရဲ့အခြေအနေကပိုဆိုးလာပါတယ်ဒါကြောင့်သက်ရှူရခက်ခဲတိုင်းမှာအတမထွက်အောင်ခရူးဆိုင်ပြီးရှူစိမ့်ကိုသုံးနေရပါတယ်မိသားစုဝင်တွေကခဏနားကိုသဘောတူလိုက်ကြပြီးတော့ဟက်ကအဲ့ဒါကိုဖွင့်ရယူပြီးတော့ခွေးလေးကိုလှုပ်ပေးလိုက်ရတဲ့အတွက်အလိုင်းကိုတောင်းပန်လိုက်ပါတယ်သူ့မှာတခြားရေးချင်စရာမရှိဘူးလို့လည်းရှင်းပြလိုက်ရတယ်လေလမ်းကတော့ကယ်လီကိုသူ့မှာအဆုတ်ကင်ဆာဖြစ်နေကြောင်းကလေးတွေကိုကပြစေချင်ပေမဲ့ကယ်လီကတော့ပိုပြီးစိတ်တော့ကြောက်အောင်လုပ်ချင်တဲ့တော့မပြောတော့ပါဘူးဂျူကပန်းမြောင်းတဲ့အနီးကအဲ့တလုံးကိုတွေ့တော့အကုန်လုံးကအဲ့ဒီကိုသွားကြပါလေချန်စီယိုနာရောက်တော့ညနေဆောင်နေပါပြီဟက်ကချန်နကားကိုဖွင့်ဖို့ကြိုးစားရင်းနဲ့ခေါင်းလောင်းကိုမတော်တဆတီးမိသွားပါတယ်မကြခင်မှာပဲဘတ်စတာကောင်ကချန်စီယိုဘောင်ကနေဆင်းလာပြီလေပြီးတော့လည်းမိမတယောက်ထွက်လာပြီးတော့ကျွတ်ချော်သူမှန်တယ်များကိုပြတ်တတ်မယ်ဆိုပြီးချိန်ရောက်လိုက်ပါတယ်လူသူကင်းမတဲ့နေရာဖြစ်တာကြောင့်အခုဘာတွေဖြစ်နေလဲဆိုတာသူမသိပါဘူးသူ့အတန်ကချက်ချင်းပဲဘတ်စင်ကိုဆွဲဆောင်လိုက်ပြီးတော့ရေလွှင်းထဲကိုတွန်းချခံလိုက်ရသလိုဖြစ်သွားပြီးရှော့သွားပါပြီအလိုင်းတော့ကတော့တခြားဘာတစ်ခုကိုရှောင်းဆုံးပြလိုက်ပြီးတော့အနီးနားမှာရှိတဲ့ရေပေါင်းတစ်ခုကိုတွေ့လိုက်ပါတယ်ဟက်ကအရင်သွားမယ်ဆိုပြီးတော့ပိုက်ထဲကိုတိုးဝင်သွားပြီလေနေကြီးထဲမှာပုံနေတဲ့မွေးတကောင်ကိုတော့သူတည်းမထားနိုင်ပါဘူးသူတစ်ဖက်ကိုရောက်တော့အိမ်ထဲကိုပြီးဘယ်သူမှမရှိတာသိကြသွားတော့မှသူ့မိသားစုဝင်လာဖို့တွန်းချက်ပြလိုက်ပါတယ်အဖွဲလာအဲ့ပိုက်ထဲကိုတိုးဝင်သွားကြပါတယ်ဒီတစ်ခါတော့ဝေကထွက်လာပြီးသူတို့ကိုအတန်ပေးလိုက်ပါတယ်ပိုက်ကအတန်ကိုပတ်နေထပ်နေပြီးတော့အဲ့ဒီအတန်ကိုကြားတော့ဝေကမခံရခင်မှာပဲဘတ်စကောင်ကဖမ်းလိုက်ပြီလေအဲ့ဒီချိန်မှာပဲနောက်ထပ်ဘတ်စကောင်ကတစ်ဖက်ကိုသွားပြီးတော့ကယ်လီကိုတိုက်ခတ်လိုက်တဲ့တော့6လောက်မှတရားရသွားပါတယ်သူမအော်တန်ကြတော့ဟက်ကအမြန်သေးလာပြီးတကားခုံဆက်ကိုဖွင့်လိုက်ရပြီလေဘတ်စင်အားလုံးအဲ့ဒီဆက်လက်ကိုတန်းစီပြီးဝင်သွားကြပြီးတော့ချက်ချင်းပဲတင်သွားကြပါတယ်နောက်တော့အကုန်လုံးကကယ်လီကိုအိမ်ထဲခေါ်သွားကြပြီးတော့လင်းကလည်းသူ့အရင်ကသူ့ဘာလို့တရားဖြစ်ခဲ့မှုလဲတော့ကယ်လီရဲ့ဘောင်းတွေကိုညှက်ရင်တရားကိုကြည့်လိုက်ပါတယ်သူတို့တင်ထားတဲ့တရားကပုံစိုးနေပါတယ်ကယ်လီအိတ်တော်တော့လမ်းနဲ့ဟိုက်တော့အရင်တူတောင်းနေကြပါတယ်အပြင်ကဘတ်စင်ကတော့ရေရင်းစီကိုလာနေပြီးတော့တေသွားတဲ့မိမကြီးကိုဆက်စားနေပါတယ်အပေါ်ထပ်မှာတော့ကယ်လီကသူ့ရဲ့တက်ပလက်နဲ့ရော့ကိုဆက်သွယ်လို့ရသွားပြီလေရော့တယောက်ပင်မနှောနေပြီးတော့ဖုန်နေလဲပိန်နေပါတယ်သူ့မိဘတွေပြေသွားကြပြီလို့ပြောတော့အယ်လီကသူရှိတဲ့အိမ်ကိုလာဖို့ပြောနေရင်လည်းအဆက်အသွယ်ပြတ်သွားပါတယ်နောက်နေ့မနေ့မှာတော့အယ်လီကသတင်းမှာလူအများများဘတ်စင်ကိုဘာသာရေးတင်နေတာတွေဖြစ်နေကြပြီးတော့ဘာသာရေးတွေကိုမီးရှို့တတ်နေတယ်လို့ပြောတာကိုတွေ့လိုက်ရပါတယ်လင်းကကယ်လီရဲ့တရားကိုကြည့်လိုက်တော့ပိုဆိုးလာတာကိုသတိထားမိသွားပြီးတော့ချောင်းတွေကိုသူမမသိအောင်စေဝါကူတာဖို့လိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်မြောက်ခန်းထဲကနေပြီးတော့ဒဇင်းတစ်ခုကိုယူပြီးတော့ဟက်ကအယ်လီနဲ့တူတူထွက်လာဖို့ပြင်နေပြီလေကျုကလည်းလိုက်ချင်ပေမဲ့ဟက်ကသူ့အမေကိုကောင်းကောင်းပြောလိုက်ပါတယ်ပြီးတော့ဟက်နဲ့အယ်လီတို့ခေါင်းမမီအောင်သတိထားပြီးတော့အရှိတကားကိုလည်းနည်းနည်းဖွင့်လိုက်ပါတယ်ဟက်တယောက်အခြားတန်တွေမထွက်အောင်တကားကိုမြေကြီးနဲ့တခြားတွားချလိုက်ပြီးတော့နှစ်ယောက်သားအဲ့ဒီကျင်းတောင်းတဲ့ဘောက်ကနေပြီးတော့သတိနဲ့ထွက်သွားကြပြီလေအဲ့ဒီနေရာမှာဘတ်စင်အများကြီးပြန်နေပေမဲ့နှစ်ယောက်သားသူတို့ကိုယူဆိုင်မယ်အနည်းဆုံးမျိုးကိုလမ်းလျှောက်သွားလိုက်ပါတယ်လမ်းမှာအကောင်ကြောင့်လို့ပဲနဲ့တခြားသူတွေလောက်ထားတဲ့ဒဏ်ရာနဲ့တင်နေတဲ့အလောင်းတွေကိုတွေ့လိုက်ပြီလေ
မြို့ကိုရောက်တော့မြို့ကလူသူမရှိဘဲနဲ့တွဲခွက်တွေကိုပဲအားလုံးတွေ့လိုက်ရပါတယ်သူတို့ကအဝေးကစောင့်ကြည့်နေတဲ့ဖုန်းတော်ကြီးကိုတော့သူတို့တတိထားလိုက်မိပါဘူးစိတ်ဆိုင်ရှိတဲ့ကမှတောက်ခတ်ထားတာကြောင့်ဟန်နဲ့အလီတို့ကနောက်ပြီးကနေပြီးဝင်လိုက်ရပြီလေအထဲကိုရောက်တော့ပစ္စည်းတွေယူဖို့ကြိုးစားနေရင်အသက်ခံရတဲ့လူတွေရဲ့တဝက်တစ်ပြက်စားခံနေရတဲ့အလောင်းတွေရဲ့ပုံသုံးနေတဲ့အနက်ကသူတို့နှာခေါင်းထဲကိုတောက်လျှောက်ဝင်လာပါတယ်ဟန်ကစီးပွားတွေကိုယူနေတော့မှအလီကအလောင်းတွေကိုတခြားကြည့်ပြီးဘတ်ရှင်ကအဲ့အလောင်းတွေထဲမှာတော့ဥတွေဥထားသေးတာကိုတွေ့လိုက်ပြီလေရုတ်တရက် first box လေးတစ်ကောင်ကဥကနေဖောက်ထွက်လာပြီးတော့အရေးအလီရဲ့မျက်နှာကိုဆင်သွားတာကြောင့်ထောက်အောင်ပြီးသွားပါပြီအဲ့ဒီအတန်ကိုကြောက်တော့ first 3ကောင်ကဆင်ပေါ်ကဆင်းလာပြီးတော့နောက်ထပ်အတန်ကိုစောင့်နေကြပါလေအလီကပတ်ဝန်းကျင်ကိုကြည့်လိုက်တော့မိသားချက်မိကောင်းလောင်းကိုတွေ့လိုက်ပြီးတော့ဟက်ကတပြက်စီးလမ်းနောက်လိုက်ပါတယ်အလီကတိတ်တဆိတ်ပေးလိုက်ပြီးတော့ဟက်တရောက်မီးရှို့ပြီးတော့အချက်မိကောင်းလောင်းကိုဖွင့်ဖို့ပြောင်းလိုက်ပြီလေပတ်တင်တဲ့ရေဒီကြောင့်ဘတ်စင်အာရုံနောက်သွားတဲ့အတွက်ဟက်နဲ့အလီကိုစီးလိုက်နေကနေပြီးတော့ဘေကင်းကြီးနဲ့ထွက်သွားနိုင်ပါတယ်မြို့ပြင်ကိုထွက်သွားတော့သူတို့တွေရှောင်ဖို့ကြိုးစားပေမဲ့ဖုန်ကြီးတစ်ပါးကနောက်ကနေလိုက်လာပါတယ်အတန်လေးဆက်တယ်ကိုဖုန်းတော်ကြီးကသူ့ရဲ့မှတ်စုထဲမှာရေးထားတာကိုပြပြီးတော့သူထွက်ထားတဲ့အဖွဲကိုဝင်ဖို့တောင်းဆိုလိုက်ပါတယ်အလီနဲ့ဟက်ကငင်းပြီးတော့ထွက်သွားတော့ဖုန်းတော်ကြီးကသူတို့ကိုရှာထုတ်ပြလိုက်ပါတယ်သူ့ရှာကိုဖျက်ထားတာကိုတွေ့လိုက်ရပြီလေမကြခင်ပါပဲနှစ်ယောက်သားအိမ်ကိုပြန်ရောက်သွားပြီးတော့ကယ်လီတယောက်ဆေးတောက်ပြီးတော့တက်သွားပါပါတယ်ဟက်ကလည်း TV ကသတင်းတွေကိုထပ်ကြည့်ဖို့ကြိုးစားပေမဲ့နိုင်မမိပါဘူးအလီကတော့သူ့ရဲ့တက်ပလက်ကနေပြီးတော့နောက်ဆုံးကြည့်ခဲ့ရတဲ့အကြောင်းတွေကိုပြောပြလိုက်ပါတယ်အဲ့ဒါကတော့ CNN ကမြောက်ခန်းတစ်ခုကနေထုံးလွှင့်နေပြီးသူတို့ရဲ့လိုင်းကသိမ့်မမိပါဘူးနောက်ပြီးတော့ Best ကလည်းပြည်တဲ့အိမ်ကိုမကြိုက်ပါဘူးပြင်းထဲမှာပင်နေတဲ့သူတို့ရဲ့ပုံတွေလည်းရှိပါတယ်အသိဆုံးပိုင်းရဲ့ထက်ကလူတွေကတက်ရှင်နေကြတယ်လေတစ်ဖက်မှာတော့တနိုင်ငံလုံးရဲ့ဒေသအများအပြားကမြေပုံပေါ်ကနေပြောင်းပေါ်သွားနေပါတယ်အဲ့ဒီဒေသတွေကို The Grey လို့ခေါ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကနေပညာရေးအားလုံးနဲ့ဆက်သွယ်ပြတ်တော့သွားတော့ပါတယ်ဂျုကဖမ်းလိုက်နေပြီးတော့ဟက်ကသူ့အတွက်လည်းတစ်ခုလုပ်ပေးလိုက်တော့နောက်ဆုံးတော့သူလည်းတိုက်ခိုက်နိုင်ပြီလေတနေ့နေ့လည်းကမှဖုန်းတော်ကြီးကရှာမပါတဲ့လူအုပ်စုနဲ့အတူတူအိမ်ပြင်မှာပေါ်လာပါတယ်ဟက်ကအပြင်ထွက်ပြီးမိသားစုကိုအေးဆေးထားခဲ့ဖို့ပြောပေမဲ့ဖုန်းတော်ကြီးကတော့သူ့ကိုသူတို့ဖွဲ့တဲ့ကိုဝင်ဖို့ဇက်တိုက်တောင်းဆိုနေပြီးတော့အလီကနှုတ်ပနိုင်ကရှိချောင်းပြောလိုက်ပါတယ်ဒေါသထွက်သွားတယ်ဟက်ကသူတို့ကိုချင်းကြဖို့လည်းတစ်ခုကိုထုတ်လိုက်ပေမဲ့ဖုန်းတော်ကြီးကသူပြစ်မှာမဟုတ်ဆိုတာသိတယ်လေဘာလို့လဲဆိုတော့အတန်ထွက်ရင်ဘတ်စင်ကိုဆွဲဆောင်လိုက်သလိုဖြစ်သွားမှာမလို့ပါဖွဲ့သားတွေကတိတ်တဆိတ်ဆူပေါင်းနေပြီးတော့ထွက်သွားကြပါလေအချိန်တော့ကြတော့အလီတယောက်တော့စီကနေမဆက်တစ်ခုရလိုက်ပါတယ်ရော့ကအသက်ရှင်ကျန်တဲ့သူတွေတော့ခိုးလုံးရတိဆောက်ထားတဲ့နောက်ပိုင်းကိုသွားနေတယ်ဆိုပြီးပြောလိုက်ပါတယ်ကံမကောင်းချင်တော့လမ်းကြောင်းတွေကိုမပြပြနိုင်ခင်မှာပဲလိုင်းတက်သွားပြီလေနောက်တစ်ခါမှာဟက်ကအတန်တစ်ခုကြားလို့ထွက်ကြည့်လိုက်တော့ခြံတစ်ကောင်ကမှမိမတယောက်စောင့်နေတာကိုတွေ့လိုက်ပါတယ်သူတို့ကသူ့ဘကိုအိမ်ထဲကိုခေါ်ပြီးတော့မိဖို့နေမေးကြည့်လိုက်တော့သူ့ဘမှာရှာမပေါအောင်ဆိုတော့တည်သွားကြပြီလေအဲ့ဒီကောင်မလေးကိုဖုန်းတော်ကြီးကထွက်လိုက်တာပါဂျာကင်းကိုဖွင့်လိုက်တော့သူ့ရဲ့ခန္ဓာကိုယ်မှာဖုန်းတွေအများကြီးချီထားတာကိုတွေ့လိုက်ပါတယ်အဲ့ဒီအချိန်မှာအလီကသူ့ရဲ့ပရင်းမောက်မှာအရင်တစ်ခုကိုသတိထားမိတဲ့အတွက်ဖိချကြည့်လိုက်တော့ဖုန်းတစ်လုံးကပရင်းမောက်မှာတိတ်နေကတ်ထားတာကိုတွေ့လိုက်ပါတယ်ရုတ်တရက်အဲ့ဒီဖုန်းနဲ့မိန်းကလေးရဲ့ခန္ဓာကိုယ်မှာတွဲချီထားတဲ့ဖုန်းတွေကိုကအတန်မြင်မိတာကြောင့်ဘတ်စင်အကုန်လုံးအိမ်စီကိုပြန်လာကြပြီးပရင်းမောက်တွေကိုဝင်လိုက်ကြပြီဟက်ကမိန်းကလေးစီကဖုန်းတွေကိုအကုန်ယူပြီးတော့ရေထဲကိုပစ်ချလိုက်တဲ့အတွက်အတန်တွေတိတ်သွားပါတယ်ဘတ်စကောင်ကအလီရဲ့ပရင်းမောက်ကိုဖောက်ဝင်လာနိုင်ပြီသူမကအခန်းထဲကနေပြေးထွက်သွားပြီးတော့တကားကိုအချိန်ပေးလိုက်နိုင်ပါတယ်ဖုန်းတွေအကုန်လုံးတိတ်သွားတော့ဘတ်စင်ကလက်လျှော့တော့မယ်လို့နောက်ထပ်ပရင်းမောက်တစ်ခုမှလည်းအတန်မြင်နေတဲ့ဖုန်းတစ်လုံးကိုထပ်တွေ့လိုက်ရပြန်ပြီလေဘတ်စင်ကပရင်းမောက်ကိုခွဲနိုင်တော့မှမလို့ဟက်နဲ့ဂျုကပရင်းမောက်ကိုပါဝင်နေတဲ့အချိန်မှာပဲပရင်းမောက်တွေကမြောက်ခန်းထဲကိုပြေးပုံနေပြီလေအဲ့ဒီမှာရှာမပါတဲ့အဖွဲ့ဝင်3ယောက်ကသူတို့ကိုစောင့်နေပြီးတော့ချက်ချင်းပဲအလီကိုဖမ်းဖို့ဝိုင်းအောင်လိုက်ကြပါတယ်ကယ်လီကသူနဲ့သူတို့ကိုတိုက်ခိုက်ဖို့ကြိုးစားနေပေမဲ့အလွယ်လေးနဲ့ပြန်ခုခံပြီးတော့သူမရဲ့သမီးနဲ့ကလေးမလေးကိုခေါ်ပြီးထွက်ပြေးသွားကြပြီလေလင်းကသူတို့ရဲ့နောက်ကိုလိုက်သွားပေမဲ့မြေကြီးပေါ်ကိုတွန်းလိုက်ပါတယ်အဲ့ဒီအချိန်မှာအလီကသူတို့ရဲ့လက်တွေကိုကလိုက်တာကြောင့်မလို့လွတ်သွားပြီလေအလီထွက်ပြေးသွားတော့လင်းကအွန်လိုင်းတာကြောင့်ဘတ်စင်အများကြီးရောက်လာပြီးတော့ချက်ချင်းပဲလင်းနဲ့ပြန်လို့ဆက်သမားတွေကိုတတ်ပြလိုက်ပါပြီကျန်တဲ့မိသားစုဝင်တွေကတော့အပြင်ထွက်ပြီးလင်းတို့ဝမ်းနဲ့နေကြပေမဲ့ကံမကောင်းဆောင်ပဲနဲ့ခိုးတော်ကြီးနဲ့အဖွဲ့ဝင်တွေရောက်လာပြီးတော့အလီကိုချက်ချင်းပြန်ထားသွားကြပါတယ်သူတို့ကိုကက်တင်ဖို့ကယ်လီဟန်နဲ့ဂျူတို့အဲ့ဒီဖွဲ့တော်ကိုလိုက်သွားကြပြီးတော့ဖုန်းတော်ကြီးနဲ့အဖွဲ့ဝင်တွေကိုဓာတ်တွေနဲ့ထိုးပြီးတိုက်ခိုက်ကြပြီလေအလီလွတ်မြောက်သွားတော့သူမလည်းဝင်ပြီးတိုက်ခိုက်ပြီးတော့လူတယောက်ရဲ့ကောင်ကိုခဲနဲ့ထုတ်လိုက်ပါတယ်ဟက်ကဖုန်းတော်ကြီးကိုလှမ်းချပြီးတော့လက်ဘေးကိုညှိဖို့ကြိုးစားပေမဲ့ဖုန်းတော်ကြီးကသူ့ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်ပြီးတော့ဟက်ကခေါင်းနဲ့ပြန်တက်လိုက်တော့ကြောင့်ဖုန်းတော်ကြီးလည်းလဲသွားပြီလေကယ်လီကနောက်ဆုံးလူကိုတားလိုက်တော့အဖွဲ့ဝင်တွေထဲမှာကယ်လီမလေးနဲ့မိမတယောက်ပဲကျန်ပါတော့တယ်သူတို့ကလည်းကြောက်လန့်ပြီးထွက်သွားကြပါပြီကယ်လီနဲ့ဟတ်တို့ထိုးကန်ထားရတဲ့ဓာတ်တွေကိုဆွဲထုတ်လိုက်ပြီးတော့ဟက်ကသူ့ရဲ့လက်နဲ့ဖုန်းတော်ကြီးကိုတည့်ရထိတိုင်းတားလိုက်ပါတယ်နောက်တစ်နေ့မှာတော့မိသားစုကမြောက်ဘက်ကိုခီးစားထွက်ပြီးတော့နားဘက်မှာပဲရက်ပြီးတော့နားနေကြပါတယ်နောက်ဆုံးမှာတော့သူတို့ကတောင်ပေါ်ကိုရောက်သွားပြီးတော့အသက်ရှင်ကျန်တဲ့သူတွေခြံထားတယ်လိုင်းညိုစမ်းမှုတွေကိုလိုက်ပြီးတော့ခိုးလုံရကိုတွေ့သွားကြပြီအဲ့ဒီမှာပဲအလိုင်းနဲ့တော့ပြန်တွေ့ပြီးတော့နောက်ကသူမကိုလေးကိုဘယ်လိုတောင်းရမလဲဆိုတာသင်ပေးလိုက်ပါတယ်အခုတော့သူတို့ရဲ့အိမ်နားမှာဗတ်စင်အရန်ကြီးကလာရင်အတူတူလိုက်လာပြစ်ခတ်ကြရင်လည်းစသိမ်းသွားပါတော့တယ်ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုနောက်လည်းတင်ဆက်ပေးပါမယ်ကျွန်တော်တို့ channel ကိုလည်း like and subscribe လုပ်ပေးပါဦးခင်ဗျာ